မောခင်တွေမွေးနေလားမနေ့ကမွေးနေမွေးနေရမဟုတ်ပါဘူးနော်သရဇွမ်းပေါ့မွေးနေကတော့မလောက်တာကောင်းတယ်ဘုန်းကြီးလည်းဘယ်တော့မှမွေးနေမလောက်ဘူးမွေးနေလို့လို့ရှိရင်သေမင်းကိုသတိပေးသလိုဖြစ်နေအဲ့ဒါမလောက်ဘူးသေမင်းမျက်စိလှည့်စားတာအလူလှုပ်ခြင်းတဲ့အခါတော့လှုပ်ရောမွေးနေမလှုပ်နဲ့မွေးနေဆိုတာကတော့အနောက်တိုင်းယဉ်ကျေးမှုပါပဲရှေ့တိုင်းယဉ်ကျေးမှုမဟုတ်ပါဘူးတချို့မွေးနေကြရင်တော့ဘာကုသိုလ်လုံးမှညာကုသိုလ်လုံးမှနဲ့အဲ့ဒါစဉ်းစားစိတ်ကူးနေတယ်မွေးနေမတိုင်ခင်သေသွားရောမလုပ်ရတော့ဘူးအဲ့ဒါမွေးနေစောင့်နေလို့ကုသိုလ်လုပ်ခြင်းနဲ့စိတ်ပေါ်လာကုသိုလ်လုပ်လဲလုပ်နိုင်တဲ့အခြေအနေရှိတယ်ဆိုလို့ချင်းအဲ့ဒါအခုချက်ချင်းလုပ်ကောင်းတာပဲအကုသိုလ်လုပ်ခြင်းနဲ့စိတ်ပေါ်လာလို့ရှိရင်တော့အဲ့ဒါဆိုင်းရမယ်အဲ့ဒါတော့နောက်လာကြမှာလုပ်မယ်နောက်နေ့ကြမှာလုပ်မယ်နောက်သုံးနေ့ကြမှာလုပ်မယ်အကုသိုလ်တော့အဲ့လိုဆိုင်းရမယ်ကုသိုလ်ကတော့မလုပ်မဆိုင်းရဘူးချက်ချင်းလုပ်ရဒါနပြုတဲ့အခါကျတော့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဒါနပြုရဲ့အကျိုးကြီးမားတယ်အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဒါနဖြစ်အောင်ပြုရတယ်အဲ့လိုဆိုလို့ရှိရင်အကျိုးကြီးမားတယ်ဘလောက်ကြီးမားတယ်လဲလို့ဆိုရင်မြတ်စွာဘုရားကသမုဒ္ဒရာတွေကရေကိုအိုးနဲ့ပုံနဲ့ခွင်းနဲ့ခတ်ပြီးတော့ရေတွက်တဲ့အခါမှာမရေသာမတွက်တာအရေတွက်ပမာဏကိုလွန်အောင်များပြားသလိုတဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဒါနကြောင့်ရရှိတဲ့အကျိုးတရားဟာလည်းပဲအတိုင်းအတာပမာဏလွန်အောင်ကြီးမားများပြားတဲ့အကျိုးရတယ်။မလို့လဲလို့ဆိုတော့မြေဩဇာကောင်းတဲ့လယ်မြေယာမြေမှာအောင်မြင်တဲ့မျိုးစေ့စိုက်ပျိုးတာနဲ့တူလို့တဲ့အင်္ဂါ6ပါးကခဏခဏပြောနေနော်အဲ့ဒါကိုစလင်္ကာဒါနလို့ခေါ်တယ်ဘာလို့ခေါ်စာက6လင်္ကာကအင်္ဂါဒါနကအလှပေါင်းလိုက်တော့အဓိပ္ပာယ်ဟာအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှတဲ့အလှရှင်ဘက်ကအင်္ဂါ3ပါးအလှကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးပေါင်းတော့6ပါးအလှရှင်ဘက်ကအင်္ဂါ3ပါးကမလှခင်လှစေလှပြီးအချိန်3မျိုးမှာကြည်လင်ရှင်လန်းဝမန္တတာနဲ့စေတနာအားကောင်းနေရမယ်မလှခင်ကလည်းပဲလှဖို့ရစီမံဆိုင်မြင့်တဲ့အချိန်ကစပြီးလှရမှာတွေးပြီးတော့သူ့လှဖို့ရကိစ္စတွေလုံးမနေပြီးတော့ဝမ်းသာနေရမယ်စေတနာတွေထက်သာအားကောင်းနေရမယ်လှစေအခါမှာလဲလှနေစေအခါမှာလဲဝမ်းသာပြီးတော့စေတနာတွေထက်သာအားကောင်းနေရမယ်လှပြီးလို့မိမိအလှပြန်ပြီးတော့ဆင်ញနှလုံးသွင်းမိတိုင်းလဲဝမ်းသာပြီးတော့စေတနာထက်သာအားကောင်းနေရမယ်အလှရှင်ဘက်ကအင်္ဂါ3ပါးဘာတွေပါလိမ့်မနော်မလှခင်လှစေလှပြီးအချိန်3မျိုးမှာကြည်လင်ရှင်လန်းဝမန္တတာစေရနာထက်သာအားကောင်းနေရမယ်ဝန္တာနေရမယ်အဲ့ဒါကိုပဲပါဠိလိုလည်းပြောရိုးထုံးတာရှိကြတယ်မလှခင်စေရနာကိုပုပ္ပစေရနာလို့ပြောရိုးထုံးတာရှိတယ်လူခင်ဖြစ်ပေါ်တဲ့စေတနာပုဗ္ဗစေတနာအားကောင်းရမယ်လူစေစေတနာကိုမုံစစေတနာလို့ခေါ်တယ်မုံစစေတနာအားကောင်းရမယ်မိမိပစ္စည်းကိုလက်ကလွတ်နေစေအချိန်လို့ဆိုလို့
လူပြီးစေတနာကိုအပရစေတနာလို့ခေါ်တယ်လူပြီးစေတနာဘာခေါ်ဘယ်နှမျိုးတော့ပါဠိလိုနော်ဘာတော့ပုဗ္ဗစေတနာမုံစစေတနာအပရစေတနာအဲ့ဒါလို့စေတနာသုံးနာအကောင်းတဲ့ဆိုလှူခြင်းဘက်ကအင်္ဂါသုံးပါးပြည့်စုံရောအလူကံပုဂ္ဂိုလ်ဘက်ကလည်းအင်္ဂါသုံးပါးပြည့်စုံရမယ်အလူကံပုဂ္ဂိုလ်ဟာလူချင်းတတ်မဲ့နှစ်သက်တွေ့တာတဲ့လောဘကင်းနေရမယ်မကင်းသေးတော့လဲလောဘကင်းအောင်ကျင့်ကြံပွားများအထောက်နေရမယ်ဝိတရာဂောဝရာဂဝိနည်းယဝပฏิပန္နောဝိတရာဂောဝလောဘကင်းနေတဲ့ပုဂ္ဂိုလ်တော်လည်းဖြစ်ရမယ်ရာဂဝိနည်းယဝပฏิပန္နောလောဘကင်းအောင်ကျင့်ကြံနေတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်တဲ့ဝိတဒေါသောဝဒေါသဝိနည်းယဝပฏิပန္နောဒေါသကင်းနေတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒေါသမကင်းသေးတယ်လည်းဒေါသကင်းအောင်ကျင့်ကြံပွားများအထောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဝိတမောဟဝမောဟပฏิပန္နောပฏิဝိနည်းယဝပฏิပန္နောအမှန်တဘာဝမသိတဲ့မောဟကင်းနေရမယ်မကင်းသေးတယ်လည်းမောဟကင်းအောင်ကျင့်ကြံပွားများအထောက်နေရမယ်ကျင့်ကြံပွားများအထောက်နေတယ်ဆိုတာတော့ရှုမှတ်နေတာပေါ့ခန္ဓာကိုယ်မှာဖြစ်ပေါ်သမျှစိတ်မှာဖြစ်ပေါ်သမျှရှုမှတ်နေရင်အဲ့ဒီရှုမှတ်ခိုက်အရှုခံအာယုန်နဲ့ရှုစိတ်တဲ့ပြီးနေတဲ့အခိုက်မှာဆိုရင်လောဘဖြစ်သလားဒေါသကိုဖြစ်သလားမောဟကိုဖြစ်သလားမဖြစ်ဘူးအဲ့လိုရှုမှတ်ပွားများနေစေအခါအဲ့လိုရှုမှတ်ပွားများနေလို့ရှိရင်အလူရှင်ဘက်ကအလူကံပုဂ္ဂိုလ်ဘက်ကအင်္ဂါသုံးပါးပြည့်စုံရောလောဘလုံးဝကင်းတာတော့ယဟန္တာကြမှာမဟုတ်လားအကုန်လုံးယဟန္တာဖြစ်နိုင်မှာမလားဖြစ်နိုင်မှာဘူးထို့တူဒေါသကင်းတာကြတော့အနာဂံပုဂ္ဂိုလ်မှမဟုတ်လားတတိယမဉ္ဇဉ်ရတဲ့အနာဂံပုဂ္ဂိုလ်မှအကုန်လုံးအနာဂံဖြစ်နိုင်မှာမလားဖြစ်နိုင်ဘူးဒါကြောင့်မလို့ဒီယဟနာဖြစ်တော့လောဘသမုတ်စေတာပဟံအဖြစ်အမြင့်ပြတ်ပယ်တတ်တာပေါ့အမြင့်ပြတ်သွားပြီဆိုအပင်ပြန်ပေါက်အောင်မလားမပေါက်တော့ဘူးအဲ့ဒါလောဘကိုအရဟတမေကအမြင့်ပြတ်လုံးဝပယ်တတ်ပြလိုက်တယ်ဒါကြောင့်မလို့လောဘကင်းသွားတယ်ရှုမှတ်ပွားများအထုတ်နေစေပုဂ္ဂိုလ်ကြတော့အဲ့ဒီရှုမှတ်ပွားများအထုတ်နေစေအခါမှာရှုမှတ်နေစေအခါမှာလောဘဖြစ်သလားဖြစ်ပါဗျာမဖြစ်တော့အဲ့ဒါပယ်ထားတာပဲမဟုတ်လားသို့တော့တရင်ကပဟံပဲမရှုဘူးဆိုလို့ရှိရင်ဒီလောဘပြန်ပြီးတော့ဖြစ်လာနိုင်တယ်ဟုတ်ကဲ့လားရှုစေအခါမှာတော့ရှုမှတ်မှုတတိသမာဓိဉာဏ်တွေကြောင့်ဒါကြောင့်ဒီလောဘကမဖြစ်ပေါ်လာပဲနေနေရဖြစ်ထိုက်တဲ့လောဘမဖြစ်ပဲငြိမ့်နေတရင်ကဗဟံအဖြစ်ငြိမ့်နေတရင်ကဗဟံအဖြစ်ငြိမ့်နေဆိုတာဘယ်လိုလဲပါတယ်မှိုင်းတာရှုမှတ်နေတဲ့အခိုင်မှာငြိမ့်နေတယ်တင်္ဂဗဟံနဲ့ပယ်တယ်ဆိုတာဝိပဿနာဉာဏ်တစိတ်တရေသာနဲ့လောဘတစိတ်တရေသာကိုပယ်တာအဲ့ဒါတင်္ဂဗဟံအဲ့ဒါတင်္ဂဗဟံခေါ်တယ်တအင်္ဂပဟာနာတထိုကုသိုလ်စိတ်တစိတ်တရေသာဖြင့်
အင်္ဂအကုသိုလ်စိတ်တစိတ်တရေသာကိုပဟာနာပယ်တယ်တရေငါပဟံဆိုတာကုသိုလ်စိတ်တရေကုသိုလ်တစိတ်တရေသာနဲ့ကိလေသာတစိတ်တရေသာကိုပယ်တာဒီတော့တရေငါပဟံအဖြစ်ပယ်ထားတဲ့အခါမှာကောစိတ်ကဖြူစင်းမနေဘူးလားဖြူစင်းနေတော့အဲ့ဒီဖြူစင်းနေတဲ့ပုဂ္ဂိုလ်လူတယ်ဆိုလို့ရှိရင်မြေဩဇာကောင်းတဲ့လေမြေမယာနေမှာစိုက်ပြိုးရတာနဲ့မတူဘူးလားဒါကြောင့်မလို့ယောဂီတို့ကိုနေတိုင်းပဲလှူးနေကြတာမဟုတ်လားဖြူသလားဘယ်ချိန်တော့ရှုမှတ်နေတဲ့အချိန်ရှုမှတ်နေတဲ့အချိန်ဟုတ်ကလားအဲ့တော့မရှုမှတ်တဲ့အချိန်မှာအမြင့်ပြတ်မဟုတ်တော့လည်းပဲမရှုမှတ်တဲ့အချိန်မှာပါဖြူးနေအောင်မလုပ်တတ်ဘူးလားဘယ်လိုလုပ်နော်ဟမ်သတိနဲ့နေရမယ်စိတ်ထဲလောဘဖြစ်မလို့ရှိရင်အမေငါစိတ်လောဘဖြစ်တော့မှာပါဒီလောဘဟာအကုသိုလ်ပဲဖြစ်ခံလို့မတော်ဘူးအဲ့ဒီလိုမဟုတ်လားတတိနဲ့နေရဒေါသမောဟလည်းတော့ပေါ့အကျမ်းမြင့်အားဖြင့်ကုသိုလ်စိတ်ဖြစ်ခြင်းဤအကြောင်းကယောနိသောမနတိကာရသင်တဲ့အောင်နှလုံးသွင်းခြင်းအစဉ်ပြေအောင်နှလုံးသွင်းခြင်းအဲ့ဒီယောနိသောမနတိကာရရှိရင်ကုသိုလ်စိတ်ဖြစ်တာပဲကုသိုလ်စိတ်ဖြစ်ရင်ကုသိုလ်ပြောကုသိုလ်အလုပ်လုပ်ပြောအကုသိုလ်စိတ်ဖြစ်ခြင်းရဲ့အကြောင်းကအာယောနိသောမနတိကာရမသိမတင်နှလုံးသွင်းမှုအစင်မပြေအောင်နှလုံးသွင်းမှုယောနိသောမနတိကာရောနာမကုသလဓမ္မပောတိယဥပါယမနတိကာရောပထမနတိကာရောယောနိသောမနတိကာရောနာမသင်တဲ့အောင်နှလုံးသွင်းခြင်းမြည်သည်ကုသလဓမ္မပောတိယကုသိုလ်တရားဖြစ်ဖို့ရာဥပါယမနတိကာရောအကြောင်းမှအဖြစ်နှလုံးသွင်းခြင်းပထမနတိကာရောလမ်းမှအဖြစ်နှလုံးသွင်းခြင်းဒါယောနိသောမနတိကာရဆိုတော့လူရဲ့ငါကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာသင်တဲ့အောင်အစဉ်ပြေအောင်နှလုံးသွင်းပြီဆိုရင်ကုသိုလ်ဖြစ်တာပဲမသင်တဲ့အောင်အစဉ်မပြေအောင်နှလုံးသွင်းရင်အကုသိုလ်ဖြစ်တာပဲသူများခါပေါ်မှာဝတ်လာတဲ့ဘုဆန်းကလေးတွေ့လို့စိတ်ထဲကမလေးသူအင်ကြီးလေးလှလိုက်တာအဲ့ဒီကရှေ့တိုးသွားရင်တော့ဘယ်လိုဖြစ်မလဲလိုချင်လိုက်တာမဖြစ်ဘူးလားအဲ့ဒါပါတော့အဲ့ဒါလိုချင်လိုက်တာအထိမဖြစ်အောင်ယောနိသောမနတိကာရသင်တဲ့အောင်ဘယ်လိုနှလုံးသွင်းမလို့မထူပါဘူးငါအိမ်ကြီးလဲကောင်းတာပဲထူပါဘူးမဟုတ်ဘူးလားဒါတွေကပိုက်ဆံအပိုးရှားအပိုးကောင်းအောင်လုပ်နေကြတာပဲအဲ့ဒါလို့အပိုးတွေဝတ်မဲ့စားမဲ့အစာလှူလိုက်တန်းလိုက်လို့ရှိရင်ကိုယ်နောက်ပါမှာပေါ့မဟုတ်လားယောနိတော်လားအာယောနိတော်လားအဲ့တော့လိုချင်စိတ်ဖြစ်ပါဦးမလားလောဘမဖြစ်တော့ဘူးအဲ့ဒါကလည်းလေ့ကျင့်ရတယ်မလေ့ကျင့်ရင်တော့လည်းမရဘူးအမြဲတမ်းယောနိတော်ဖြစ်အောင်လေ့ကျင့်နေလို့ရှိရင်ရတာပဲဘယ်အရာမဆိုအဲ့ဒါအလေ့ကျင့်တာဗราဏများများလေ့ကျင့်ရင်အဲ့ဒါနိုင်နေတာပဲအလေ့ကျင့်မရှိရင်မနိုင်နိုင်ဘူးဘုန်းကြီးငယ်ငယ်ကရှင်းနေတာလောက်တုန်းကယောနိတော်မနတိကာရဖြစ်တာကိုအဲ့ဒီတုန်းကဖြစ်တာကိုတရားတဲ့ထဲ့ဟောတာကြားဘူးလားဟမ်ဘယ်မှာတော့ဟမ်ဒါနဲ့တရားထဲမှာဘာဖြစ်တာပါလဲဟဲ့အိုကွယ်တော့ကြောက်တောင်းရသေးတယ်ဒ
ဒီပြန်ပြီးတော့အခုမှပြန်တွေးကြည့်တဲ့အခါကျမအော်စရာကောင်းတာသူဟာအဲ့လိုဖြစ်ဖို့မလွယ်ဘူးနော်တကယ်နှစ်သက်သဘောကျနေတဲ့ပစ္စည်းလေးတခုချက်ချင်းပျက်စီးသွားတာဆိုရင်ထိုင်းငိုစရာကောင်းတာပေါ့ကလေးမဟုတ်ဘူးလားအဲ့လိုမဟုတ်ဘဲနဲ့စိတ်ထဲအဲ့လိုဖြစ်ပေါ်လာအဲ့ဒီဗီဇအလေးအကျင့်ရှေးဘဝတွေကရှိခဲ့တဲ့နဲ့တူရကြရတာအဲ့ဒါကြောင့်အခုဘဝအခုအချိန်ထိလေမှတ်မိသလားစိတ်ဆင်းရဲလှပါပြီဆိုတာတခါမှမရှိဘူးဘယ်အခါမှစိတ်ဆင်းရဲလှပြီဆိုတော့ဘာမှမရှိဘူးတခါတရံစိတ်မချမ်းမသာတဲ့ခဏဖြစ်ကောင်းဖြစ်မဲ့ပြီးတော့ချက်ချင်းပျောက်သွားတာပဲဒါလည်းကြီးကြီးတယ်မဟုတ်ဘူးအိန္ဒိယရဲ့ရှောက်လေတော့က63ခုနှစ်ဖေဖော်ဝါရီMarch April May June နဲ့တူပါရဲ့အဲ့ဒါခရီးသွားရင်လျှောက်သွားရင်လာရင်နဲ့ယထာဘောပစ္စည်းတွေလူခိုးခံရတာအခိုးခံလိုက်ရတာပါတဲ့ဝတ္ထုတွေလည်းပြောင်းဗမာပြည်ပြန်မှုလေးမြန်လက်မှလည်းပါသွားနိုင်ငံကူးလက်မှလည်းပါသွားဘာမှမရှိဘူးအဲ့ဒါသိတဲ့အခါကျတော့လက်နောင်ဘူတာဆိုတာအဲ့ဒီကြတော့ဆင်းပြီးတော့ဘူတာပလိတ်ဆင်းပြီးတိုင်ချက်ဖွင့်ခဲ့တယ်အဖော်3ပါးပါတယ်အလုံး4ပါးသူတို့လည်းပါတာပဲတူတူပဲပလိတ်ကိုတိုင်ချက်ဖွင့်ပြီးပလိတ်စီကတိုင်ချက်ယူခဲ့တယ်တိုင်ချက်ဖွင့်ညောင်းလက်ခံဖြတ်ပိုင်းပေါ်လေယူခဲ့တယ်ယူခဲ့ပြီးတော့ဒါရရင်ပြီးတာပဲဒါရရင်ဗမာပြည်ပြန်ပြီးတော့နိုင်ငံကူးလက်မှတ်လုပ်ခိုင်းမယ်လေမြန်လက်မှတ်ယူခိုင်းမယ်စိတ်ထဲအဲ့လိုအဲ့ဒါနဲ့ပဲအဲ့တော့ခရီးတဝက်ရှိသေးတယ်ရှေ့တဝက်ဒီတိုင်းပဲဆက်သွားတာစိတ်ထဲမှာစိတ်ပြတ်တာတစ်ချက်မှမရှိဘူးအဖော်ဦးစင်းတွေကပြောတယ်သူတို့ကတော့ငွေတင်ပါတယ်သူတို့ကတခြားဟာတွေမပါဘူးဝတ္ထုတွေပါသွားတယ်ဘုန်းကြီးကတော့အကုန်ပါတယ်ပါတာဘုန်းကြီးအိတ်တဲ့အိတ်လုံးဆွဲသွားတာဟုတ်သူတို့အိတ်တော့ဖောက်ယူသွားတာဦးစင်းနဲ့ပြောတယ်နောက်ကလကတ္တာပြန်ရောက်ကြတော့ဦးစင်းဟာဒီလောက်ဒုက္ခရောက်နေတာတောင်ဦးစင်းဟာပြုံးမပြတ်ဖဲဘူးတဲ့ဖော်ဦးစင်းနဲ့နည်းနည်းပြန်စဉ်းစားကြည့်တဲ့အခါကျအဲ့ဒါဆိုလို့ရှိရင်လည်းအမှန်တကယ်စိတ်ညစ်စရာကောင်းတာပေါ့အထူးဖြင့်နိုင်ငံကူးလက်မှတ်ပျောက်သွားတယ်ဆိုတာအဲ့ဒါဟိုနိုင်ငံနဲ့တောင်တင်းနေမှာလေမြန်လက်မှတ်ကပျောက်သွားသေးအဲ့ဒါပြန်လာစရာမရှိတော့ဒါပေမဲ့လောက်ရတာပဲဆိုတဲ့စိတ်အဲ့စိတ်ကရှိနေတော့ဟိုလည်းမဖြစ်ပါဘူးစိတ်ထဲမှာစိတ်မချမ်းသာရင်မဖြစ်ပါဘူးဟိုလိုတောင်စိတ်ကဖြစ်သေးကောင်းတာပေါ့ငါအိန္ဒိယပိုးကြာကြာနေရတာပေါ့လို့အဲ့လိုဖြစ်သေးတကယ်လည်းပဲ2လလောက်ပိုးပြီးကြာကြာနေလဲရတယ်ဒီတော့ပြောချင်တာကယောနိသောမနတိကာရလေ့ကျင့်ထားရင်ကုသိုလ်စိတ်ပဲဖြစ်တဲ့အကုသိုလ်စိတ်မဖြစ်ဘူးလေ့ကျင့်မထားလို့တွေ့ရမှာအာယောနိသောမနတိကာရမသိမတဲ့နှလုံးသွင်းနေပြီဆိုလို့ရှိရင်တော့ဘာတွေပဲဖြစ်မလဲအကုသိုလ်တွေပဲဖြစ်မယ်အကုသိုလ်တွေပဲဖြစ်မယ်ဘုန်းကြီးတို့ပကြီးခေါ်တဲ့ဒကာကြီးတယောက်အဖေရဲ့တဲ့အကြီးပေါ်လေသူအိမ်ကနေနေသူအိမ်ကနေတော့သူကလည်းအိတ်အောင်ခဏခဏဝင်နေအလုပ်ကရှိတော့ခဏခဏဝင်တော့အထွက်ကြတော့လွတ်ပြီးဆိုပြီးသူကထွက်လိုက်တာအဲ့ဒါအိမ်နဲ့ခေါင်းနဲ့တိုက်ပြီးတယ်အိမ်ကဘာနဲ့ခေါင်းနဲ့တိုက်ပြီးတယ်အဲ့ဒါတိုက်မရမလားဆိုပြီးတိုက်အောင်ရဆိုဆက်ပြီးပြန်ခေါင်းနဲ့တိုက်တယ်ခေါင်းနဲ့တိုက်တယ်အဲ့ဒါဘာခေါ်မလို့အယောနိသောမနတိကာရဟောအခုဆိုမှအပြည့်အဝဖြစ်တာပဲအယောနိသောမနတိကာရဒါကြောင့်